လုံးနေပြီလားနားကတော့ဘုံနေပါတယ်လက်ရှိမှာဒီ distribution နဲ့ဆက်တော့ဆက်ချီလောက်ကနေပြီးတော့maintenance ရှိတော့ဘာလို့လဲရှင်းရအောင်မှာတော့ဒီ business ကိုအားဆိုင်နေဆရာနဲ့ဆက်တာ2021စတော့ဘာမှမဖြစ်ဘူးစီးနေတယ်စကားမှတက်ပြီးတော့အဲ့ရနေပြီးတော့ transfer ဖြစ်တယ်6လောက်တော့ဆက်နေရတယ်ကြားတဲ့အချိန်ကနေပြီးတော့ဒီမှာပြန်ပြီးတော့ဂျာနေလေဆိုတော့2023မှာအကုန်လုံးပြန်ပြန်စပြီး6လောက်မှာတည်း6လောက်တက်ပြီးတော့ PC တန်းထိုးဂျာပြီးတော့6လောက်ပြည့်နေမှမလေးရတယ်ဆောင်းမှာငါကပန်တီးဆက်တာပါဝန်ထမ်းပေါ့နော်ဝန်ထမ်းတွေကတော့ကိုယ်ပိုင်စီးပွားရေးလုပ်လာတယ်ပုံမှန်အားဖြင့်ဆိုရင်ဝန်ထမ်းတယောက်ကဒီပေါ့နော်လုပ်ငန်းရှင်ဖြစ်ဖို့တိတ်တော်ပြီးရတယ်အဲ့ဒီဒီဇိုင်းတက်ပြလာတဲ့အချိန်မှာလုပ်ငန်းလုပ်ဖို့ရတယ်ကြောက်တော့လို့ဒီလို management တွေပါလာတယ်အကုန်လုံးပြင်လာတော့နော်လည်းဒီနေ့အခြေအနေဆိုရင်အချက်ဆုံးဆိုရင် TNG တိုက်ဆုံးဒုတိယအချွေဆုံးလုပ်ရတဲ့ policy အဲ့ဒါပြီးအချွေဆုံးနဲ့လက်ရှိကြည့်ပေါ့နော်ဘယ်လိုလဲဒီ NLP ပြီးသွားရင်တော့မှာအများကြီးလူတွေကိုလည်း transform လုပ်နေတယ်ကိုယ်လည်းပြင်နေတယ်ကိုယ်တိုင်လည်းတရားမထိုင်ဘူးဆိုရင်တရားမလုပ်နိုင်ဘူးဆိုရင် NLP ကပြီးကိုတရားမလုပ်ဘူး NLP ကကိုယ်ကိုပြောတော့မိုင်းလိုက်ဆိုင်ရဲ့တချို့တော့transform ဖြစ်လာခြင်းရဲ့90ရာခိုင်နှုန်း90ရာခိုင်နှုန်းဒီ NLP ပြီးသွားပြီးတော့ကိုချင်းပါအဲ့ဒါမျိုးကဘာတွေနေရလဲဘာတွေလေးလာတယ်NLP မှာဘာလေးလာလဲဆိုတော့ဒီက NLP ကဘယ်လိုလဲစိတ်တော့မန်ချင်တဲ့ပတ်သက်တာတွေလေးလာရတယ်အခုမှတစ်ခုလေးလည်းပြောပြရမယ်ဆိုရင်ကိုမှတက်တဲ့တိုင်းဒီလိုရှိမသိတော့အရှိဘူးလို့ပြောရင်အဲ့ဒါလည်းဒီလေးဘယ်လိုမျိုးကြုံကြည့်ထားတဲ့အရာတွေကိုကိုပြန်နေလာတယ်။သူများရှိနေတယ်ဆိုတော့ကိုကသိပြီးတော့အဲ့ဒီဟာကိုလက်ခံပြီးတော့ဘယ်လိုလဲ communication ဒီကတော့မြင်တာပဲ communication လုပ်တဲ့နေရာမှာအရင် transform ကိုယ်ကိုယ်တိုင်ဖြစ်တဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလည်း transform တာဒီကတော့ကိုချင်းသွားပြီးကိုသိသွားနေတယ်ဒီပတ်ဝန်းကျင်မှာလက်ခံနိုင်ပြီးတော့ကိုယ်ကိုယ်တိုင်လည်းကြောင်းတယ်သူတို့လည်းတိုင်းတာကိုပြောင်းလို့ရတဲ့ tools တွေတွေက NLP မှာအကုန်လုံးရှိအဲ့ NLP ကိုဘာလို့ master track ကိုဒီ trainer ဒီတိုင်းနဲ့ဒီတိုင်းကြီးတယ်ဘာလို့အဲ့လိုအဲ့ဒီအချိန်ရောငွေရောကြီးပြီးတော့စရိုက်တွေခိုင်းတယ်ဘာလို့တက်လာတော့ဆိုတော့အဓိကကိုပြောင်းသွားတာရဲ့ result ကိုရင်းရှင်းတယ်နောက်တစ်ဆင့်အနေနဲ့ကျတော့သူများရဲ့ကူညီဖို့ပေါ့နော်ဒီ business ကထောင်ထားရမယ်ဒါပေမဲ့နောက်ရှိကြရင် business ကိုထားခဲ့ပြီး PC တဲ့ရည်စကားအားလုံးလည်းပုံမပါပဲနဲ့လည်းအပါရဲ့လုပ်ငန်းတစ်ခုပေါ့နော် free ရရပြီးတော့လုပ်ချင်အတော့တစ်ခုကကျတော့ခုန NLP ဆက်ကြွမ်းလာတဲ့လူမှုကူညီဖို့ပြန်ပြီးတော့ coach တွေလုပ်ပေးခြင်းနဲ့အဓိကလူတွေမှာဖြစ်တာအများစုဒီ business မှာပဲကြာရှုံးတတိယပေါ့နော်။မိုင်းဆိုဒီမှာဆိုရင်မိုင်းရဲ့အမကဒီတော့ရန်တော့ business business ပုံမှန်လိုက်နော်။သူမျိုးမှပြောရတော့တယ်ဒါပေမဲ့ခုချိန်မှာကိုယ်စိတ်ကြမ်းလာဖြစ်တော့အဲ့ဒါတွေကဘာလို့ဖြစ်တာလဲလို့အခြေခံသုံးသပ်လိုက်။ငါတို့ NLP ကိုလည်းသူသိတယ်။ဒီလိုမျိုးတောင်းလဲရမယ်ဆိုတော့မသိတဲ့အချိန်မှာသူ့နားမှာဇူမမရှိတဲ့အချိန်မှာအကုန်လုံးဖြစ်တယ်။ဆိုဒီမှာဆိုရင်ငလင်မာလာရှိတယ်ပါတယ်။ငလင်ရှိတဲ့အချိန်မှာဆိုရင် business ကိုဘာလို့ပထမနေရာနဲ့လည်းဆက်ဆက်ရောက်ချင်း6လပြည့်တဲ့နေရာတော့ဒီချိန်စပြောင်းနေနေတယ်အကောင်လုံးနဲ့ဆက်လက်လုပ်ပြီးပါပြီအကောင်လုံးနဲ့ဝန်ထမ်းတွေလည်းခံပြီးပါပြီအဲ့ဒီအချိန်မှာအကောင်လုံးဖြစ်ဒါပေမဲ့အဲ့ဒီအချိန်မှာသူ့ကျွန်တော်ပြီးထားတဲ့ PB တာတော့နော်ဘာမှဖြစ်ဘာမှတွေ့ထူးဖြစ်နေခံစားနေဘလို့ဆရာရှာကိုနားတော့အောင်အဲ့ဒီအချိန်မှာအစာပွဲလည်းပြန်ပြီးနေလို့မရတော့ဘူးလို့ရတဲ့အချိန်မှာပုံပြီးငါလုံးလို့ရတာရှိတယ်အဲ့ဒီမှာတောင်ကြီးကဒီဟိုပါတော့ business ကို strategic plan ဆွဲစီမလိုက်ကိုပြီးလို့ရှိတယ်အဲ့တော့အဲ့နောက်လိုက်တော့တယ်ကိုဒီအဲ့ရတဲ့ပြန်လာပြီးတော့တောင်းနေတာ action နဲ့ပြန်ဆိုတာပဲဒီလိုရရင်မတို့ပြန်နေချင်းနဲ့ဆက်ပြီးတော့လည်းဘယ်လိုလုပ်ရမလဲဆိုတော့အဲ့မှာဖြစ်တယ်လို့လည်းလူမျိုးအောင်ပြန်စားတော့နည်းနည်းတော့ပုံပြန်ဆိုခဲ့ဒီရတဲ့ဆက်ပြီးရတယ်ပေါ့ပြောရရင် minor ထက်ပဲအမေဒီစီခုချိန်လည်းတော့ပဲ struggle လုပ်လို့ကိုဘယ်လိုလုပ်တာအောင်လုပ်နေဆိုတာရှိနောက်ပြန်ဆောက်ဖို့လည်းတော့စိတ်နဲ့ကြားရဲဆိုတဲ့ဟာတွေနည်းနည်းပုံအားရတယ်မဝင်ဘူးဆိုရင်တခါရရင်အနေလို့ငွေကြီးပို့ချလိုက်တယ်ဒါပေမဲ့အဲ့ဒီပညာလေးပုံမှန်ပြီးထားတဲ့အတွက်အတော်တန်အောင်တော့ဖြစ်တော့နော်
တော့ master production ကိုပို့ရတယ်နော် trainer ဆက်ရှိရတယ်အဲ့တော့ကျိုးရလို့ရှိရင်ဝေးကြီးရောအချိန်ရောဟုတ်တယ်လည်းတရားတာများနေပြီးတော့ပြီးမှတာလို့ရှိတယ်အဲ့တော့အဲ့ဒီပုဂ္ဂိုလ်ကိုပေးတဲ့စကြီးတွေကိုကြောက်ကြတယ်လူကြီးနဲ့တော့ဆိုတာက PPC မှာလည်းဟိုဟာလက်ကရတော့တာ PPC ဆရာပြောတယ် PPC တက်ပြန်လာလည်းမရှိမနက်ပြောရင်တကယ်ချင်းကငါ PPC ရန်တဲ့ဆိုလို့ပြောငယ်ရတယ်သူဆရာကြီးသွားဆရာလည်းပြော PPC ပြီးသွားရင်ပြန်ကြည့်တယ်တကယ်ကြီးကြည့်တယ်အဲ့ဒီနဲ့ PPC ရဲ့ချိန်မှာအလုပ်ကနေထွက်ပြီး distribute လုပ်တယ်ဘယ်လိုလဲအဲ့ဒါဟောပဲစဉ်းစားပြီးတော့အနိတာကိုဆရာလည်းက distribute လုပ်တယ်မြို့မှာဖြန့်တယ်တော်လာရဲ့လည်းအပြင်ရတယ်အဲ့တော့ trainer ဒီ16ရက်တဲ့ကောင်မှာ16ရက်မှာဘယ်လို train ခံဘယ်လိုမောင်းခံဒါတော့ကတော့ဒီပါစင်မတက်ပြောပြီးတော့ဒီလူရှိမှတော့ပြောရတာပဲ practice လုပ်တာလေအဲ့တော့ဒီ trainer မှာဘယ်လိုလမ်းနေရတယ်လို့လည်းပုံမှန်ဆိုရင်ဒီလိုပြောပြရဒီမှာတော့တာရန်စီးရတယ်ဒီနေ့ချိန်တက်ပြီးနောက်မှာဒီလိုပြောပြရလဲဟိုချိန်တစ်ခုရှိရမယ်ဆိုတော့ကပ်ပြီးလာဒီလိုလုပ်ပြရအဆင်ပြေဒီနေ့တက်ပြီးနောက်မှာဒီလိုရအောင်ဆင်ပြေလာတယ်ဒီလိုမျိုးစကားပြောရပါမယ်ပေါ့နော်အဲ့အားကိုလည်းဆင်ပြေလာတယ်ဒီကဒီလိုစံရည်အရှင်ဟုတ်ဒီကနေ့ဆက်ချက်အောင်လို့မောင်းခံမောင်းခံရတယ်ဆိုတော့ရက်တို့လည်းဒုက္ခပေါင်းတော့စိတ်ဒုက္ခပေါင်းတော့ပျော်ရွှင်မနဲ့ဒုက္ခဆိုတဲ့နေရာမှာပျော်ရွှင်တာလည်းဒုက္ခပဲအဲ့ဒီမှာပါတော့ဒုက္ခဆိုရင်စိတ်ကြီးညစ်တာလည်းဒုက္ခပဲပျော်လည်းပျော်ရွှင်ရတယ်ဘယ်လိုစိတ်တွေလည်းကြားတယ်အဲ့ဒါကမတိမတာနဲ့ပုံသွင်းနေတယ်ခံစားချက်ပေါင်းတော့ပြောတော့ခံစားကြည့်ရက်တို့လည်းခံစားကြည့်ပေါ့နော်ဖြစ်နေတယ်လို့ပြောမှာ Okay အဲ့တော့အဲ့ trainer မှာဆိုရင်ဟေးဒီပါလေဟိုဒီ performance ကို presentation လုပ်နေပြီးတော့အောက်ကလူတွေကကိုအနောက်ရှက်ပြီးတဲ့ section တွေပါတယ်လို့လားလေဒါအဲ့ဒီလိုပြောပြပါကို present လုပ်နေတယ် present လုပ်နေတဲ့အချိန်မှာမထင်မှတ်တာရဲ့တရားကကိုမထင်မှတ်ဖဲနဲ့လာပြီးတော့မှဆွဲချလိုက်တာငါတို့လည်းကိုကိုတွန်းတိုက်လုပ်လိုက်တာပြီးရင်အခန်းကြီးပိုင်းလည်းခောက်ပြီးတော့မှစုပ်ပေးလိုက်တာဒါလေးဆိုလို့လုပ်ခံရရှိတယ်ပြီးတော့တခြားတော့သူဆိုရင် trainer စိတ်လုံးဝမပြတ်တဲ့အောင်ဖြတ်တယ်အဲ့ဒါကိုကြော်သွားနိုင်တယ်လို့တော်ရေးရှာငါတို့ဒီမှာဆိုတယောက်လောက်ကတော့တော်ရေးကိုကြော်တယ်ဘယ်မှာလဲငါတော့ပထမတစ်ခုတော့ဂျားထဲမှာပြီးသားကြာရှိနေတာပေါ့နော်အဲ့ဒီရှင်နဲ့တော့မစစ်ချက်အဲ့တော့ဘာလို့ဒီစီလဲအဲ့လိုစရှင်တွေကကိုတက်စီမိုင်းဆိုးစ်အဲ့တော့ဘာလို့ကတရားစံတဲ့တော့ဆင်ပြီးခိုင်းတယ်တရားစံဘာလို့ကနေတယ်လဲတရားစံ NLP ရဲ့တရားစံရဘောရဘာသာနဲ့ပေါ့နော်ဘောရဘာသာနဲ့တခြားဘာသာတွေက NLP ချင်းအကုန်လုံးကိုယ့်ရဲ့ဘာသာတရား plat NLP ဘောရဘာသာတရားမျိုးဆိုရင်အောက်ကတရားစံနဲ့ဝင်ရမှာဖြစ်ပြီး NLP ကိုလည်းတတ်အဲ့ဒါကကိုယ့်ရဲ့အရာကိုပြောင်းလဲစေတစ်ခုစိတ်တစ်ခုဟိုပါတော့အရန်ဟိုစင်ပြေအခိုက်အတန့်ရှိတဲ့အခါကျတရားထိုင်ကြရတယ်ပြီးတော့ဆန်တဲ့ကိုယ်လည်းမလုပ်မှရှိအောင်အားကြောင့်ပြတ်ခဲ့ရတယ်အခုပြန်ပြီးတော့စိတ်ခုဖြစ်တိုင်းမှာအနန္တရာသူစိတ်တက်ပြီးရှုပ်နေတော့မယ်ပြီးရင်ပြအဲ့နောက်တော့ကိုဘွားကိုလက်ရှိနေစီအောင်ဟိုပရိုဂရမ်အချိန်လေးပါစီပြောင်းလဲတာအများကြီးပြောင်းလဲဒီမှာပြည့်ရည်ချက်ကဆရာစီကို TNT တက်ပြီးတဲ့အခါ TNT တက်ပြီးတဲ့အချိန်မှာဒီမှာကခုနကတော့ bliss နေရွယ်အမေရလည်းအခုဘက်ကလာစိတ်စီးအောင်ပြလိုက်အောင်နော်အဲ့ချိန်မှာအဲ့ချိန်လုံးကလာစားကသုံးနေနေရတယ်နော်နားနေရတဲ့အချိန်ဖြစ်တယ်ကိုချလာပြီးတော့ဘာလို့လဲမလို့တော့တော့ကိုမှကျွမ်းကျင်မှုတွေလည်းကိုမသိအသိကိုမှရှိရတာလည်းကိုပြန်သိတယ်အဲ့ချိန်မှာပါတော့လူမကတော့ရောက်ရှိတယ်ညီမတို့စုပေါင်းအဲ့ချိန်မှာဆက်ဆောင်နေတဲ့ပြည်သူတွေရှိတယ်မှာစုပေါင်းနဲ့ကြွရမှုရမယ်ဆိုရင်နေရောက်တော့ရဲ့ဟာလာစတေးဖြစ်ပြီးတော့ရောက်တော့ပြောမှာ3ရောက်တော့ကိုကြွေးထားတယ်သူကပြီးတော့3ပတ်ကိုခိုင်ထားတယ်အဲ့တော့ဆရာနဲ့ပြန်တဲ့တော့ဆရာပြောတယ်ကြောက်ချင်မှုတွေကိုယ့်ရဲ့ကြောက်ချင်မှုတွေကိုပြန်ပြီးပုံတော့အဲ့ချက်မှာဝန်ထမ်းဖြစ်ခဲ့ဆိုကိုခုချိန်မှာနားနေရချိန်မှာဘာလုပ်နိုင်တောက်ပြန်ကြည့်ပါဆိုချိန်မှာတဲ့ကျွမ်းကျင်တော့ကိစ္စပြီးအဲ့တော့ကိစ္စဒီနေ့တက်ပြီးတော့ဒီမှာကအေဂျင့်ကိုခိုင်းတယ်အဲ့ချိန်မှာအေဂျင့်တွေကနောက်ကိုပြီးအခုထုတ်ရှင်တဲ့အခါမှာကိုဆိုင်နေမျိုးကြီးရတဲ့အခုဆိုမှဈာကန်နေတော့အဲ့ဒီဈာကန်မှာကိုရှိခုယူပြီးတော့တော်တော်နဲ့ရအောင်မှာကိုညီလေးနဲ့အကုန်လုံးသုံးသိန်းလောက်ကနေပြီးတော့6လပြီးတော့ဆရာစီပြောတယ်ဆရာ
ဆရာကတော့တတိယရင်တော့ပူချင်တယ်တိတ်တိရတိတ်ကပူချင်တယ်ဒီကဆရာတော့တော့ပြင်းတယ်ဟုတ်တာကမာစားကတော့ဆရာတို့ပြောတယ်ဘယ်ချိန်မှာရေးလေးလည်းတော့မရေးဘူးမယုံရဲနေတယ်တော့6လပြည့်ချိန်မှာအစားရတဲ့ချိန်အဲ့ဒါပြီးပူရဲစင်ဒီကလေးကအားကြောင့်မလို့ဒါပေမဲ့တော့ဒီမှာတော့ခုနကတော့ဆရာစင်ကပြေးနေခဲ့တယ်ကိုမလုပ်ဘူးလေဆိုရတာဒီတော့လုံးနေဆိုရတာဒီတော့အဲ့ဒါကူဂရိတီနဲ့အကောင်လာစားပြီးဒီနေ့ကမေးခဲ့ရဘာဆိုရင်ဟော TNG 2023တက်ပြီးနေရမြို့ကိုပြန်တော့ဖြစ်ပြန်တော့အင်အားမီယာစာရွက်မတက်ခိုင်းတော့လက်ခိုင်းတော့မတက်ခိုင်းဆိုတက်ခိုင်းတာတော့သူတို့တက်မှုလည်းနေရတယ်ဒါပေမဲ့ဒီလိုသွားနေနိုင်ရောနိုင်လားဆိုတော့သူတို့အပေးရှိတယ်အဲ့တော့ပြေးမှာတော့ပြောရလို့ဆိုဒီဒီကြောင်းမှုတွေကဒီဒီချိန်မှာဆက်ရောတယ်TNG တက်ပြီးချိန်ဟုတ်ပြီတမီးကပြနေတယ် reservation အဲ့တော့ reserve ကိုစောင့်ကြည့်ပြီးပါအဲ့တော့ဆိုမှငါတို့ကအဲ့ဒီချိန်မှာBBC ရဲ့တည်းရဲ့အချိန်မှာနောက်ဆုံးနေ့မှာပါလာလို့လေဒီမှာသူ့မြန်မာနဲ့ခိုင်နေပြီးမှထားလာတဲ့အဲ့ချိန်မှာစစ်ဖြစ်ပြီးတော့အဲ့စစ်ဖြစ်တဲ့တည်းမှာပဲဘလောင်းတောင်းနေလို့ဆုံးတော့အဲ့ချိန်မှာငါတို့မြို့မှာဆိုရင်ကလေးတွေညာလည်းညာအဲ့ချိန်မှာငါတို့မပြောင်းရင်ဘာလို့မရအားလုံးညာဒါလည်းညာတဲ့ဆောင်မေးလို့ပဲမေးလို့ဒီတင်နန်းလေးတတ်ထားတဲ့အကြောင်းမျိုးပြောင်းပြီးရှိတယ်ဒီမျိုးမှာလေဒီ BBC ရဲ့ရောက်တော့ခါထားမိတ်ဆွေတွေတာမန်တကယ်ချင်းမိတ်ဆွေတွေခေါ်လို့လည်းငါတို့လူချင်းနဲ့ငါတို့လူချင်းတွေအကူအညီတို့မှရှိတဲ့ဆောင်းအားငါတို့ကူညီတာဒါဆိုရင်မဝင်လို့ဆိုရင်distributor ဆောက်တဲ့အချိန်မှာအများကြီးနောက်ကျန်နေပြီးခဲ့တို့ဆရာအချို့ပြားတွေကအပြင်မှာပေါင်းပြီးလောက်ပဲပြီးပတ်စံတွေလောက်ပဲကုန်ကြတော့ငါတို့ကိုယ်တိုင်မသိတဲ့နေရာတွေဒီကမိတ်ဆွေတွေကြီးကငါတို့ပြောကြမှာငါတို့သိရတယ်အဲ့တော့မြင်တယ်လုပ်ငန်းလုပ်ရတယ်မြင်အစီအပြေဒီမှာမန်မရှိဘူးဆိုတော့ BBC ရဲ့လူတွေမှာ distribution production ရှိတာပေါ့အဲ့မှာသူမိုးရတယ်ဒီလို BBC လောက်ဆိုအဲ့လိုဖြစ်တော့ခါလေးကြပတ်စံလို့စဉ်းစားတာကငါတို့ပတ်စံဟောပါကိုယ့်ရဲ့ယုံကြည်မှု trust ကိုဆောင်အဲ့ဒီနေရာရှာဆိုတော့ဒီက executive coaching ပေါ့နော် executive coaching ကတော့ဆရာရတော့ corporate တွေလည်းရတော့ဒါပေမဲ့ဘာသိလိုက်လဲဆိုတော့ corporate တွေလည်းရတယ်ဆိုတော့လုပ်ငန်းကတေးရတယ်ဒါပေမဲ့သူ့လုပ်ငန်းတွေဆိုရင်တော်တော်ရောင်းအားရှိပြီးတော့တော်ကြီးလုပ်ငန်းလို့ဖြစ်ဒါပေမဲ့ဆိုင်တော့ကိုယ်ကိုကြောက်နေတယ်ရှိအဲ့ဒါက executive coaching မှာရှိနေတဲ့အားတွေကိုသိသွားရဲဆိုရင်အဲ့တော့ကျွန်တော်များများကြောက်တော့ဆက်လက်ချနိုင်ပါတယ်ပြီးတော့ကိုယ်ကဒီထဲမှာကိုယ်ထမမဟုတ်ရှားပစ်စတဲ့ပုံမှာဆိုရင်ကိုယ်ကတကယ်လို့ post ရောက်ပြီးလုပ်နေဆိုရင်ပေါ့နော် business post ရောက်ပဲလုပ်တော့ပေါ်ပဲလုပ်တော့နော်ခုဆိုရင်ကိုကပြန်ပြီးတော့မှအဲ့ဒါသူစီတက်တဲ့တွေတုံးပြီးတော့မှလုပ်ရတယ် BBC မှာကဆရာ template ကခုပဲရှိရမှာဆရာဟိုမှာတော့လို့ပေါ့ဒီပေါ့နော်မှာ manager ကြောက်လို့သူကဖြစ်နေရတော့ manager ကအားနေနေတာဒါမှမဟုတ်ရင်သူကဝန်ထမ်းပိုင်းမှာဝန်ထမ်းအုပ်ချုပ်မှုပိုင်းမှာအားနေတယ်အဲ့ဒါတွေကိုသူစီကနေလို့ကန်ပြီးအစနေ ready လုပ်လို့တော့ဆရာပေးတာအများကြီးပဲတော့ BBC မှာ BBC level 2မှာ2စီအများကြီးပါလူကြီးတဲ့ဒီပါ case မှာလူကြီးတဲ့အားတွေမလုပ်ဘူးအဲ့တော့ဒီ BBC ကငါပြီးသားလူတွေက BBC level 2ကိုရောက်လာတယ်ဆိုတော့အဲ့ဒီမျိုးစုံသော brush တွေရတယ်ဟုတ်အဲ့လိုနဲ့ဒီတင်တဲ့လူတက်တဲ့အတွေ့အကြုံတို့ BBC တက်တာနဲ့ BBC level 2တက်တဲ့အချိန်မှာအဲ့ဒီ environment ကိုကြောက်တာလို့ပြောတာဟောညာရေးပေါ့အဲ့တော့ဒါ PC ရောက်လာတယ်လေပဲဆိုတာဘယ်လိုအချင်းချင်းခု PC ပြီးမှလာတဲ့လူကနေတယ်အဲ့တော့ဆိုတော့ရှိမှလုပ်ငန်းတွေမျိုးလုပ်ပြီးမှလာခဲ့လူတွေတွေ့ကြုံနေပါတယ်အဲ့တော့အဲ့မှာတင်နေတယ်ခုနေနေပြောနေနေကိုချင်းချင်းသူ့ကနာလေးအဲ့ချိန်မှာပြေသွားတယ်ညာရေးဟောရတော့ပါအဲ့တော့ BBC ပြီးသားလူတွေဘာလို့ level 2တက်တဲ့လဲလို့ပြောတာဒီအဲ့ကျော်တာပြောတာကိုကလုပ်ငန်းကိုဆက်ပြီးတော့ချဲ့ဖို့ PC တောင်ရောက်လာပြီဆိုမှလုပ်ငန်းဆက်ချဲ့ဖို့ရည်ရွယ်ဒါမှမဟုတ်လို့ post လုပ်နေတယ်ညီမလေးတွေမှာယူဆတယ်။ယူဆတဲ့အတွက်ကြောင့်ကိုယ့်ရဲ့လုပ်ငန်း business နဲ့ PC တွေကတက်ကိုတက်တဲ့ထင်မှာပါတယ်။ဒါလုပ်ငန်းချက်နဲ့ executive ကိုချီလို့အရင်ကြီးပြောရတယ်။လို့ဆိုတဲ့လူတွေကကျတော့ခဏဆရာရဲ့နှစ်ခုချင်တဲ့ဟာကိုယ်ပဲအများကြီးရှင်းတော့တယ်။အဲ့ဒါမှခုမှလည်းဒီကောကျန်နေတယ်
ဒီ business growth facilitation တော့ပါလေအဲ့ဒါလည်း domain တွေအတွက်တော့ကြိုက်တာနော်အဲ့ဒါကြိုက်တာဒီကောဒီဇင်ဘာလိုက်ကိုချင်းကြနော်ဒီနော်တရားကောင်းပါတော့အဲ့ဒါလည်းဒီထဲမှာကြေးရတာ PVC level 2တက်မှတ်လို့ဆိုရင်တော့ဘုရားနဲ့ဒီထဲမှာတွေ့ပါဟုတ်ကဲ့ဟုတ်ကဲ့အော်အဲ့တော့ platinum club ပြောလို့ရတယ် platinum club ဒီမှာ manager platinum club တာမျိုးရှိတယ် platinum club ကတော့ဘယ်လိုပြောမလဲကိုကဒီ PVC ပြီးသားလူတွေနဲ့ networking ဆက်ပြီးတော့မှရှိနေခြင်းနဲ့ပြီးတော့ land တွေလည်းဆက်ပြီးတော့လုပ်နေခြင်းနဲ့ဆိုတော့ဖြစ်နေပြီ fine နဲ့အမှားမှလို့လည်းပြောပါအောင်နော်အဲ့တော့ဒီမှာဆိုရင် PVC ပြီးတော့ပြီး platinum club ပဲရှင်အောင်လည်းပြောချင်အဲ့တော့ဒီလူတွေနဲ့ရှိနေခြင်းကတချို့တော့ကိုကမှတယောက်တည်းတောင်းတဲ့လုပ်ငန်းတွေလုပ်နေပြင်ပြီးရဲ့နေရာတွေဖြစ်ဆက်ဖြစ်တယ်အဲ့ဒီမှာဆရာနဲ့နားလာနေတဲ့နေရာပြန်လိုက်တယ်ဆိုကိုကပြန်ပြီးတော့ fresh ဖြစ်သွားဆရာလည်းနားလာနေချင်းပြီးလို့ပြီးတော့နောက်ခုဆိုရင်ရန်ကောင်းကဒီတော့နားလာနေပြုံနေရတော့ခုဆိုရင်ရန်ကောင်းကချိန်တော့ဒီမှာချိန်တော့ class ချိန်ရအောင်ဆိုတော့ပေါက်တဲ့နိုင်တော့အော်ခုဆိုရင်ဇူးတဲ့ချိန်ရတယ်ဒီမှာစီချိန်ရအောင်ဆိုရရမယ်ဒီရတာကတော့တယ်ပြီးတော့ကဒီမှာနောက်ဘုရားကတော့ဒီနေ့လောက်တော့သူရဲ့ progress ကတော့တော်တော်ယူတာ။ကျွန်တော်ပြောတဲ့အတိုးတက်ဆုံးအစုတွေထဲမှာဒီတော့ခုနကလည်းဟိုအစရာနဲ့ချီတဲ့တဲ့မှာပါ။အဲ့လိုဒီကားရောက်ချီ။ဒီကတော့ကျွန်တော်ပြရမှာတို့ရတာ။ဒီနော်။ဟုတ်ပြီဒီလိုများယူပါတယ်။တော့ဘုရားလည်းကိုယ်တည်းကြီးကပြအောင်။